ဆိုတာစစ်တောင်းနိုင်ပါမလားမျော်လေးရှာမရှိကြာဆုံးသွားတော့ပြည်မဲ့ပြည်သူများပါပြနှံတော်မှာငြိမ်းချမ်းကြစေတ